အားလုံးမင်္ဂလာပါကျွန်တော်အခုလက်ရှိရုပ်ရှင်နေတာကတော့ဒီထိုင်းနိုင်ငံဖူခဲမြို့မှာရှိတဲ့ဒီအကြီးဆုံးနဲ့အသက်သားဆောင်ဆုံးစီတစ်ခုဖြစ်တဲ့တလန်ဆော့ဒါမှမဟုတ်ရင်တလန်ဆန်ထရနတ်ဆိုတဲ့ဈေးကိုရုပ်ရှင်နေတာဖြစ်ပါတယ်ဒီဈေးထဲမှာဆိုရင်အသားငါဟင်းသီးဟင်းရွက်နောက်ဟဲရိုးရာမှုမျိုးဆိုနောက်ပြီးတော့ကျွန်တော်တို့ဒီမှာအစားတော့ဒီမှာအစားစားဒီမှာအပစ္စည်းတွေကိုတနေရာထဲမှာဆူဆူလေးလေးရရှိနေတဲ့ဒီဈေးလေးဖြစ်ပါတယ်ကဲအဲ့ဆိုကျွန်တော်တို့ဈေးထဲမှာဘာတွေရှိလဲဆိုတော့ကိုရှင်းပြကြည့်မယ် let's goဒီဈေးထဲမှာဆိုရင်လက်ဆက်တဲ့အမှန်လက်ဆက်တဲ့အင်းကြီးနှင်းရွက်တွေကိုရရှိတယ်ဒီမှာအစားတော့ဒီမှာပစ္စည်းဒီမှာဆေးတွေတွေနဲ့တနေရာထဲမှာဆူဆူလေးလေးရရှိနေတဲ့ဈေးတွေမှာဖြစ်ပါတယ်ဒီဈေးမှာဆိုရင်ထိုင်ဟဲ့တရုတ်ဒီမှာစားတဲ့လူမျိုးပါတော့ဆိုလို့ရပူကားကြတယ်နိုင်ငံခြားကြီးပေါ်အဲ့ဒီရာရောက်တဲ့အကြောင်းဒီလိုဒီဖြစ်ပါတယ်ဒီဈေးကတော့တစ်ထပ်ရှိရပေါ့နော်အခုကျွန်တော်ကတော့ဒီအပေါ်ထပ်ကိုအရင်ဆုံးသွားနေတာပဲဖြစ်ပါတယ်အဲ့ဆိုရင်အပေါ်ထပ်မှာဘာတွေရှိလဲဆိုတော့ကိုကျော်တဲ့တူတွားကြည့်ကြအောင်ဒါဝေဘောကျော်အများကြီးရှိရပေါ့နော်ဒီဝေဘောကကြောက်တော့ဒီပေါ်ထပ်ကိုတက်လာတယ်ပထမဆုံးတွေ့ရတဲ့ဝေဘောဖြစ်ပါတယ်ဒါကတော့ကြက်သားဝတ်သားတွေရုပ်တဲ့နေရာပဲဖြစ်ပါတယ်ဒီရုပ်တဲ့ဆယ်တွေကလည်းအများကြီးဆိုတော့ကိုလိုချင်တဲ့အသားတွေကိုကြိုက်တဲ့ဆယ်ဟာယူလို့ရတယ်နော်ပြီးလို့ရှိရင်ဒီမှာရုပ်ပေးနေတဲ့ဘယ်လိုမှဒီလိုမျိုးအဲ့ဒါကမပြောတဲ့လို့ဝတ်စီနေသားတွေရောဒီနေရာကကြောက်တော့ဒီဘဲသားတွေဘားတွေပြီးတော့စီဖူးတွေရောတဲ့နေရာဖြစ်တယ်ဟုတ်ဈေးကကြောက်တော့မနေ့ပိုင်းဈေးဖြစ်တဲ့ပုံစံခုဆိုရင်ဆယ်ကစပြီးတော့ပေးနေပြီပေါ့နော်ဟာကြောင့်50စီးပဲဖြစ်ပါတယ်ဒီမှာဟာရွာရဲနေရဟာရအစုံရပါတော့တော်တော်လေးကိုစုံဆက်ချစ်အပေါ်ထမ်းမှာပြီးပြီဆိုတော့ကျွန်တော်အောက်ထပ်မှာဘာလေးရှိလဲဆိုတော့ကိုသွားကြည့်မှာဖြစ်ပါတယ်။ကဲအဲ့ဆိုကျွန်တော်တို့အောက်ထပ်ကိုစစ်ကြည့်ရအောင်အောက်ထပ်ကိုဆဲလိုက်တော့เนี่ยပထမဆုံးတွေ့ရတဲ့ပန်းတွေမှာရုပ်ရည်နေဖြစ်တယ်ပေါ့နော်။ပန်းတွေကတော့တော်တော်ကိုလည်းစုံတယ်ပေါ့နော်။ဒီမှာတဲခွနှင်းစီနော်ပန်းချုပ်အကိုလိုဆူရှိတယ်ပေါ့နော်။တကယ်လို့ပိုင်းရတဲ့နေရာကနေဖတ်လာလို့ရှိရင်ဒီမှာပူချုပ်တွေနေတဲ့ကိုလို့ရှိနေတယ်ဖြစ်တယ်နော်ไปเฝ้านอนโรงพยาบาลဒါကတော့ကျွန်တော်ဒီဒီဈေးရောက်ရှိတဲ့မြန်မာစားဆောင်မြန်မာပစ္စည်းတွေရောတဲ့ဆိုင်ဖြစ်တယ်ပေါ့နော်ဒီမှာအဆိုရှိတယ်ဘုန်းကြီးရှိနေမချိုးဆိုတဲ့ဒီမှာချက်မင်းရှိတယ်ဒီမှာပါလားဒီမှာချက်တယ်မဆီရယ်ဒီကော်ဖီတွေအများကြီးရှိရပေါ့နော်ဒီမှာဘာဒီဘာအဆိုရှိရဒါကြောင့်လက်ဖက်မင်းဆိုပါ
ဒါကကြာမြန်မာဆေးဝါးတွေနဲ့ပတ်သက်ပြီးပေါ့နော်ဒီမှာအမျိုးစုရနေတယ်နော်ရှိဒီမှာပစ္စည်းနော်ဖျားဆောင်ပန်းအိုးတွေဖျားတွေအစုပ်ရှိရပေါ့နော်ဒီမှာတနခါတွေလည်းအပေါ်ဆုံးရှိရပေါ့နော်အဲ့ဒါဘယ်လိုလဲ250ပါလေဟာဟင်းပြီးဟင်းရွက်တွေရုံနေနေတာဒီဈေးကတော့မနေ့စောစောဖွင့်တဲ့ဈေးဖြစ်တယ်ပေါ့နော်မနေ့9နာရီ6နာရီကနေနေ့လယ်7နာရီ7နာရီ7နာရီလောက်ထိသူဖွင့်တယ်ပေါ့နော်ဒီဈေးကကြောင့်ညနေ9နာရီထိဖွင့်တယ်ဒါပေမဲ့အခုလိုမျိုးဟင်းသီးဟင်းရွက်ရောတဲ့ဆိုင်တွေအသားငါးရောတဲ့ဆိုင်တွေကတော့ဒီနေ့လယ်7နာရီ7နာရီဆိုရင်သူစပြီးတော့ဆိုင်သေးပြီပေါ့နော်ဟင်းသီးဟင်းရွက်တွေတော့ပေါ့နော်အများကြီးဆိုမှအများကြီးပဲတော်တော်ကိုလည်းစုံတယ်ပေါ့နော်ဒီမှာဘလို့စရာအပေါ်လို့ရတယ်နေရာထဲမှာလေကိုပဲထိုးတယ်ငါပြီးတော့ အော်ဒါမှမကိုပဲသိနေပြီပေါ့ဒါကကြတော့နောက်ထပ်မြန်မာဆက်တဲ့ဆင်ဖြစ်ပါမယ်ပေါ့နော်ဟုတ်ကဲ့ခင်ဗျာတဝဲကပဲဒီအခုပြောင်းနေတဲ့ငပိထုတ်ကတော့ဒီစိုက်ပိရှင်ထုတ်ထားတဲ့ငပိထုတ်ပဲဖြစ်တယ်ပေါ့နော်မထေတဝဲငပိထုတ်ဖြစ်ပါတယ်တကယ်လို့ဖိုကက်မှာနေတဲ့သူရှိရှိဒီဆိုင်မှာတွားပြီးတော့တွားရအားပေးနေပါလေခင်ဗျာငပိရတူဘူးတော့ငပိတော့မဆက်ရတယ်ကြာပြီဆိုတော့လေအဒီစိုက်ပဲရှိကိုတဲ့ထိုးထားတဲ့ဒီမထေငပိကတပူးရယ်ပြီးလို့ရှိရင်တငင်းတီးချင်ဖက်ဘူးတီးတီးလေးကတပူးရယ်ဝယ်သွားမှာပေါ့နော်ဒီစိုက်ပဲရှင်ကလည်းပေါ့နော်တော်တော်လေးကိုစိတ်ကောပြီးတော့ဒီပစ္စည်းတွေပါတွေထုတ်ပိုးပေးတာလည်းတော်တော်မှလည်းတက်ရက်တက်ပြည့်တယ်ပေါ့နော်တကယ်လို့ကြောက်ဗီဒီယိုကိုကြည့်တဲ့သူတွေထဲမှာပူကက်မွန်နေတဲ့သူတွေအဲ့တနက်ဆော့စီမှာတွားရပြီးတော့အားပေးနေတယ်ပြအားကြောင့်ငချိုးရပြပါဟုတ်တယ်ဒါခင်ဗျာမရပါဘူးဒီမှာဆိုတော့နော်အခုလို့တော့မဟုတ်တော့များများတော့ကျွန်တော်တို့မြန်မာလူမျိုးတွေရှိတယ်ဖြစ်ပေါ့နော်ဒီဈေးထဲမှာဆိုရင်ဒီထိုင်းတရုတ်ကျွန်တော်တို့မြန်မာလူမျိုးဒီလိုလူမျိုးပါလာမယ်ဒီရုပ်ဝယ်ဖုံးသွားနေတဲ့စီးတယ်ဖြစ်တယ်ပေါ့နော်ဒီစီးတွေကပွဲပြီအခုကျွန်တော်ကဒီဟိုကိုသွားမှာပေါ့နော်မြန်မာဆောက်လို့ဆယ်ကိုသွားမှာဖြစ်ပါတယ်ကဲအဲ့ဆိုရတဲ့သူဒီမှာဆောက်လို့ဆယ်မှာဘာလို့ရနိုင်လဲဆိုတော့ကိုတစ်ချက်တက်သွားကြည့်ဒီဆိုင်ကတော့မြန်မာလက်လုံးမှုတွေနဲ့ဆိုင်ဖြစ်တယ်ပေါ့နော်ဒီမှာအချောင်ကွေးလေးပရာတာလေးကော်ဖီအားလေးတွေပို့လို့စီတယ်ကပ်လာအဲ့ဒါအဲ့ကလည်းတော်တော်စားနေပြီဆိုတော့ဒီနံပြားနဲ့ကော်ဖီအားလေးနဲ့မဆာဖြစ်တယ်ပေါ့နော်
အခုစားပြီးနေရာလည်းရှုပ်သွားပြီဆိုတော့အေးပြပါမယ်ပစ္စည်းတွေတော့တော်တော်ကိုလည်းစုံတယ်ပေါ့နော်အေးဒီပါတွေဥထုပ်တွေမြန်မာအစားတွေတော်တော်ကိုမှလည်းစုံတယ်ပေါ့နော်ဒါကြောင့်ပြန်လာမှဖြစ်ပါတယ်ဒီဈေးကနေပြီးတော့ကိုကတနေရာကိုသွားလို့ရှိရင်ဒီဈေးရဲ့ဘေးမှာကားလာစီရမှာဖြစ်ပါတယ်ဒါကြောင့်လိုက်ကားစီးတဲ့နေရာပေါ့နော်ပြီးလို့ရှိရင်ကိုသွားမဲ့နေရာကိုသွားမဲ့မြို့နယ်ကိုဒီမှာကားမှာရေးပေးထားရပေါ့နော်ဒါဒီကားပဲနေရာကိုသွားမယ်ပဲနေရာကိုရောက်မယ်ဆိုတာကိုနေတဲ့နေရာကိုဖြစ်ပြီးတော့ဖတ်ပြီးတော့တက်စီရတယ်ပေါ့နော်